ဒီအစီအစဉ်လေးကိုစလိုက်ပါမယ်ဒီ workshop လေးကိုပေါ့နော်online ကနေစီစဉ်ပေးတဲ့ခါကျတော့အားလုံးကပေါ့နော်ဘယ်နေရာမှာရောက်နေပါစေပေါ့တက်ရောက်ပြီးတော့မှနားထောင်လို့ရတယ်မေးခွန်းလေးတွေလည်းမေးလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုအစီအစဉ်လေးစီစဉ်ပေးတဲ့CCA ပေါ့နော် Clean Canvas Academy ကိုလည်းကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတော့မိဘတွေအနေနဲ့လေကိုယ့်ရဲ့လုပ်ငန်းခွင်တွေနဲ့မအားလက်တဲ့ကြားထဲမှာအချိန်လေးပေးတဲ့အတွက်လည်းဒီမိဘတွေအခုတက်ရောက်လာတဲ့မိဘတွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ဟုတ်ကဲ့ပထမဆုံးမှာတော့မိတ်ဆက်ပါမယ်โอเคဒီနေ့ပေါ့နော်ဒီနေ့ workshop လေးကိုဆွေးနွေးပြသွားမှာကတော့မိဘတွေရဲ့ဒေါသစိတ်ကြောင့်ပြုတ်မူမိတာပြောဆိုမိတဲ့အပြုတ်မူလေးတွေအပြောအဆိုလေးတွေကခလေးတွေအပေါ်မှာဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေရှိသွားမလဲအဲ့အကျိုးသက်ရောက်မှုလေးတွေကမိဘတွေကသိချင်လဲသိနေနိုင်တယ်ဒါပေမဲ့ဘယ်လိုမျိုးများအဲ့ဒေါသကို control လုပ်ရမလဲဆိုတာကိုသိချင်လို့လာတတ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာအဲ့ဒီဖေဖေမေမေတို့ပေါ့နော်ဒီမိဘအုပ်ထိန်းသူများသိချင်နေတဲ့မိကွန်းလေးတွေကိုလည်းဖြည့်ပေးမှာဖြစ်တယ်လို့အရှိပိုင်းမှာလဲပေါ့နော်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိတယ်လဲဆိုတာကိုလည်းဆွေးနွေးပြသွားမှာဖြစ်ပါတယ်ဆွေးနွေးပေးမဲ့ဒီချက်ကတော့ကျွန်မဒေါက်တာရွှေဝင်းဖြစ်ပါတယ်ပညာရေးစိတ်ပညာပါရဂူဖြစ်ပါတယ်ပညာရေးစိတ်ပညာမေဂျာနဲ့ပါရဂူဘွဲ့ရခဲ့တဲ့အတွက်ကြောင့်ဒီပညာသင်ယူနေကြတဲ့ကျောင်းသားလူငယ်တွေအတွက်ပေါ့နော်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာသူတို့ရဲ့စိတ်ခံစားမှုဆိုင်ရာစိတ်ခံစားမှုနဲ့ဆက်ဆက်ပြီးတော့ပဲသူတို့ရဲ့လူမှုဆက်ဆံရေးဆိုင်ရာစတဲ့တခြားသောပေါ့နော်ဘက်စုံဖွံ့ဖြိုးမှုတွေကိုလည်းလွှမ်းမိုးချိတ်ဆက်မှုရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်မဒီပညာရေးစိတ်ပညာရှုထောင့်ကနေပြီးတော့ဆွေးနွေးပြသွားမှာဖြစ်ပါတယ်ကျွန်မအရင်တုန်းကတော့ရန်ကုန်ပညာရေးတက္ကသိုလ်မှာလက်ထောက်ကတိကအထိတာဝန်ယူခဲ့ပြီးတော့ ECCD ဒီပလိုမာတန်းတွေသင်ခဲ့တယ်အဲ့ဒီရန်ကုန်ပညာရေးတက္ကသိုလ်ကနေအလုပ်နှုတ်ထွက်ပြီးခဲ့တဲ့နောက်မှာတော့ My Orchard Private School မှာprincipal လုပ်ခဲ့ပါတယ်လက်ရှိမှာဆိုရင်တော့ဒီ principal မလုပ်တော့ဘူး educational consultant အနေနဲ့ private preschool တွေနဲ့ international school တွေမှာပညာရေးဆိုင်ရာအကြံဉာဏ်တွေကိုပေးပါတယ် Happy Learners Preschool ရဲ့ founder လည်းဖြစ်တယ်နောက်ပြီးရင်ဒီ online ကနေပြီးတော့လည်းChild Psychology ECCD Certificate Diploma အတန်းတွေကိုသင်ကြားပေးပြီးတော့ကျောင်းတွေမှာဆိုရင်တော့ဒီလိုမျိုးပေါ့နော် campus ပဲဖြစ်စေ online ကနေပဲဖြစ်စေပေါ့နော်ဖေဖေမေမေတို့သတိမထားမိတဲ့အချက်လေးတွေ remind လုပ်ပေးတဲ့အနေနဲ့ပေါ့နော်parental education လုပ်ပါတယ် parental education workshop လေးတွေစီစဉ်ပေးတယ်ပေါ့နော်ဒီနေ့မှာဆိုရင်တော့ CCA မှာတက်ရောက်နေတဲ့ကျောင်းသားတွေမိဘတွေလည်းပါနိုင်သလိုတခြားပေါ့နော်ဖေဖေမေမေတွေအုပ်ထိန်းသူတွေလည်းပါလာနိုင်တယ်ဆိုတော့အရန်ကိုပေါ့နော်ခလေးတွေအတွက်ကိုတကယ်ကိုသိချင်လို့မှအချိန်လေးပေးပြီးတော့ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးသိချင်စိတ်ရှိနေပြီမိဘတွေမှာပေါ့နော်ဒီကိုယ့်ရဲ့ဒေါသစိတ်ကခလေးတွေပေါ်မှာဘယ်လိုလွှမ်းမိုးလဲဆိုတော့သိချင်လို့ကိုရောက်လာတာဆိုမိတင်နဲ့ရောက်လာပြီဆိုကြတဲ့ကလေအဲ့လိုသိချင်နေပြီဆိုရင်ကိုဒါဝမ်းသာရတော့မယ်ဘာလို့ဆိုခလေးတွေအတွက်ပိုကောင်းသွားတော့မှာပိုကောင်းတဲ့ပေါ့နော်ပိုကောင်းတဲ့အကျိုးရလဒ်တွေရဖို့အတွက်အတူတူပေါ့နော်ဒီနေ့မှာကျမတို့ဒီလန်လေးတွေမျှဝေရင်းနဲ့အတူတူလိုက်ပြီးတော့လက်တွေ့လည်းအသုံးချမယ်လို့ယုံကြည်တယ်ပေါ့နော်ဒီနေ့ဒီချိန်8နာရီခွဲအထိနားထောင်ပြီးသွားရင်ပြီးသွားမှာမဟုတ်ရပဲနဲ့8နာရီခွဲကြော်သွားတာနဲ့ကိုယ်ကလေးတွေအတွက်တကယ်ကိုဒီရသွားတယ်ပေါ့နော်နီလန်လေးတွေကိုအသုံးချနိုင်တဲ့အထိရည်ရွယ်ထားပါတယ်အဲ့လိုရည်ရွယ်ပြီးတော့ကျမရရှိတဲ့အချိန်လေးကတော့ဒီမေခွန်းလေးတွေမေးတဲ့အချိန်အပါဝင်ဆို1နာရီ15မိနစ်ရပါတယ်အဲ့အချိန်တွေမှာပြောသွားမဲ့ contents လေးတွေကကြတော့မိဘတွေရဲ့ဒေါသစိတ်ကြောင့်ပြုမှုပြောဆိုမိတာလေးတွေကကလေးတွေပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတော့ဒါနဲ့နေမလုံလောက်ဘူးအကျိုးသက်ရောက်မှုကဘာတွေပါလို့အရင်ပြောလိုက်ပြီဆိုတာနဲ့မိဘတွေစိတ်ထဲမှာသိချင်လာမှာကြတော့သိတယ်အဲ့ impact တွေရှိမယ်ဆိုတော့သိသားပဲဒါပေမဲ့ဘယ်လိုထိန်းချုပ်ရမှာလဲအဲ့ဒါဆိုရင်ဒေါသတော့မထွက်လို့မရဘူးလေနေ့စဉ်စီးပွားရေးလူမှုရေးအရေးကိစ္စတွေများစွာကြုံနေရတဲ့ခါကျတော့ဥမာမီးလာရမယ့်အချိန်မှာမီးပြတ်သွားရင်လည်းဒေါသထွက်မှာပဲပေါ့နော်အဲ့ခါကျတော့ဘယ်လိုမျိုး manage လုပ်ရမှာလဲအဲ့ဒေါသကိုပေါ့နော်ဆိုတော့အဲ့နီလန်းတွေကလည်းအားလုံးသိချင်နေကြမှာဖြစ်လို့ဒီanger management strategy လေးတွေကိုလည်းမိဘတွေအတွက်ဒီရတဲ့အချိန်လေးမှာအနေငယ်မျှဝေမှာဖြစ်ပြီးတော့မှဖေဖေမေမေတို့မိဘအုပ်ထိန်းသူတွေမေးချင်တယ်ပေါ့နော်မေးခွန်းလေးတွေလည်းဖြေပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်မပြောတဲ့စကားလုံးထဲမှာကိုတွေကဘာတွေပါသွားလဲဆိုတော့လေဖေဖေမေမေတို့မိဘအုပ်ထိန်းသူလို့ပါသွားတာပေါ့နော်အုပ်ထိန်းသူလို့ပြောလိုက်တယ်ဆိုတာကဖေဖေမဟုတ်ဘူးမေမေမဟုတ်ဘူးဒါပေမဲ့ကလေးကိုပြုစုစောင့်ရှောက်နေတဲ့အုပ်ထိန်းသူဆိုတာရှိတယ်လေအတော်လည်းဖြစ်နိုင်တယ်ဦးလေးလည်းဖြစ်နိုင်တယ်အဖိုးဘွားတွေလည်းဖြစ်နိုင်တယ်နော်အဲ့ခါကျမိဘအုပ်ထိန်းသူတွေအားလုံးအတွက်သိတဲ့နဲ့ပေါ့နော်ခေါင်းစဉ်လေးလည်းဖြစ်နေပြီးတော့လိုက်လေအတုံးချလို့ရတဲ့ပေါ့နော်အတုံးချလို့ရတဲ့နီလန်လေးတွေကိုပပလေးမျှဝေမှာပါတခါကျလို့ရှင်ဒေါက်တာရွှေဝင်းကပညာရေးစိတ်ပညာပါတကူဆိုတော့ theory တွေလာပြောမှာလားဘယ်ပညာရှင်ရဲ့ theory ကတော့ဘာပေါ့နော် theory လာပြောမှာလားလို့ထင်မှာဆိုလို့လေအဲ့ဒါကိုအရင်ရှင်းပြတာပေါ့နော် theory တွေပြောမှာတော့မဟုတ်ပါဘူးတကယ်ပေါ့နော်တက်ရောက်မှုရှိနေတဲ့တကယ်တက်ရောက်မှုတွေရဲ့တကယ်လိုက်သုံးလို့ရမယ် apply လုပ်လို့ရမယ်တခါတည်းအသုံးချလို့ရမယ် anger management strategy တွေကိုမျှဝေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်
ဒီနေရာမှာစဉ်းစားမိတာပေါ့နော် Zoom meeting ထဲမှာရှိနေတဲ့81ယောက်ကကလေးမိဘတွေအကုန်လုံးဟုတ်လားဆရာဆရာမတွေရောပါနိုင်လားပေါ့နော်အဲ့ဒါလေးကိုအရင်သိချင်တယ်ဘာလို့လဲဆိုတော့ဆရာဆရာမဆိုတာဒုတိယမိဘပါပဲဖေဖေမေမေတို့အုပ်ထိန်းသူတွေရဲ့ကိုစားပေါ့နော်ကျောင်းမှာရှိနေတဲ့တစ်ချိန်လုံးမှာမိဘတွေကဲ့သို့ပဲကလေးတွေကိုဒီစာလဲသင်ပေးရတာဖြစ်တယ်လို့နော်ဒီဂယုအပြုတ်မှုတွေကိုလည်းဂယုတစိုက်နဲ့စောင့်ရှောက်ရတာဖြစ်တော့လေအဲ့ဆိုတော့မိဘတွေများလားဆရာဆရာမတွေများလားဆိုတော့လည်းသိချင်တော့လေမိဘတွေရဲ့ parental anger ဆိုတော့မိဘနဲ့ပဲဆိုင်တယ်လို့ထင်ပါဆိုလို့လေတကယ်တော့ဆရာဆရာမတွေမှာလည်းမိဘကဲ့သို့စောင့်ရှောက်ရတာဆိုတော့နော်အဲ့ဆိုရင်အခုနားထောင်နေတဲ့အထဲမှာမိဘတွေဖေဖေသို့မဟုတ်မမေဖြစ်ပါတယ်ပေါ့နော်မိဘတွေဖြစ်ပါတယ်ဒါမှမဟုတ်ဖေဖေမမေမဟုတ်ဘူးဦးလေးအတော်ပေါ့နော်အဖိုးဖွားပေါ့ကလေးကိုအုပ်ထိန်းသူတွေဖြစ်ပါတယ်ဆိုရင်လက်မလေးထောင်တဲ့ reaction လေးကိုနှိပ်ပေးပါအောင်နော်အဲ့ဆိုဒါကလေးမိဘအုပ်ထိန်းသူများပေါ့နော်လက်မလေးထောင်လိုက်တာလေဟုတ်ကဲ့ဟုတ်တယ်နော်အများစုကကြတော့မိဘအုပ်ထိန်းသူတွေဖြစ်တယ်ပေါ့ဖေဖေမေမေတွေဖြစ်နိုင်တယ်ဟုတ်ကဲ့အဲ့တော့မေမေတွေများနေတယ်ပေါ့နော်ဖေဖေလည်းရှိပါတယ်ဟုတ်ဖေဖေတချို့လည်းရှိပါတယ်ပေါ့နော်ဖေဖေတွေပိုတက်ရမယ်ထင်တယ်လေသူတေသနာတွေမှာယောက်ျားလေးတွေကပို့ပြီးတော့များဒေါသထွက်သလားလို့ပေါ့နော်โอเคโอเคအဲ့တော့ဒါပေမဲ့လည်းနေ့စဉ်ကလေးတွေနဲ့ရင်ဆိုင်နေရတာပေါ့နော်နေ့တိုင်းတွေ့ကြုံနေရတာကတော့အော်ဟစ်နေရတာကတော့မမေတွေဆိုတော့ပေါ့နော်မမေတွေအများကြီးပါဟုတ်ကဲ့အဲ့ဒါကျေးဇူးတင်ပါတယ်အဲ့တော့လက်မထောင်တဲ့ reaction လေးကိုပြလိုက်ခြင်းအပြင်ကိုကဗီဒီယိုပိတ်ထားတော့လဲပဲပေါ့နော်နားထောင်နေပါတယ်ပေါ့ဗာမေးလိုက်လဲဆိုတာသိပါတယ်ဆိုတာကိုသက်သေပြတာပေါ့နော်အဲ့တော့မိပြတ်နေလို့ဖြစ်စေအကြောင်းကြောင့်ဗီဒီယိုပိတ်ထားရပေမဲ့လက်မလေးထောင်လိုက်တယ်ဆိုတာကိုကမိဘအုပ်ထိန်းသူဖြစ်ပါတယ်ဆိုတာပြောတယ်ဆိုတော့ဗာမေးလဲဆိုတာကိုလည်းသိတယ်သိလို့လက်မထောင်နေပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုမီလာလို့အဆင်ပြေတယ်ဆိုရင်တော့ဗီဒီယိုလေးတွေဖွင့်ထားပြီးရင်ပိုကောင်းပါတယ်ပေါ့နော်အချင်းချင်းကြည့်လို့ရတာပေါ့နော်ဟိုမှာကလေးလေးလည်းရှိတယ်ကလေးတွေနဲ့မိဘတွေနဲ့တူတူတက်တယ်ပေါ့အကယ်၍ကိုကလမ်းမှာရောက်နေလို့ပေါ့နော်ဖုန်းလေးနဲ့နှစ်ချက်လေးနဲ့ဆိုရင်တော့ဗီဒီယိုခဏပိတ်ထားလို့ရပါတယ်ဟုတ်ကဲ့အဲ့ဆိုမိဘတွေအများကြီးပဲပေါ့နော်ဟုတ်ကဲ့ပါဆိုတော့တချို့မိဘတွေကကြတော့သူမထိန်ရတိုင်းနဲ့ငါတို့တဲ့မိဘတွေကိုလာပြီးဆရာကြီးလုံနေတာဆိုတော့ကျမလည်းထိန်ရတယ်သမီးလေးတယောက်ရှိပါတယ်ဟုတ်အဲ့တော့9 နှစ်ကျော်သမီးလေးတယောက်လည်းရှိပါတယ်လို့ဟုတ်ကဲ့အဲ့ဆိုတော့မလိုအပ်ဘူးလို့ထင်တာပေါ့နော်တချို့မိဘတွေကြတော့တကယ်တော့မဖြစ်မနေကိုဖေဖေမေမေတို့သိထားဖို့လိုအပ်ပါတယ်ဒီအကြောင်းအရာလေးတွေကလေအဲ့ဆိုရင်တော့ပထမဆုံးမှာတော့ပထမတစ်ပိုင်းပေါ့နော်ပထမတစ်ပိုင်းကကြတော့ဒီမိဘတွေရဲ့ဒေါသစိတ်ကြောင့်ကလေးပေါ်မှာတက်ရောက်တဲ့အကျိုးတက်ရောက်မှုအများကြီးရှိနိုင်တယ်အဲ့ထဲမှာအရေးကြီးဆုံး6ခုကိုပဲရွေးထုတ်သွားမှာပေါ့နော်ရွေးထုတ်သွားမှာဆိုတော့ပထမတစ်ခုကကြတော့ဒီတကယ်တော့စိတ်ခံစားမှုရောစိတ်ပိုင်းဆိုင်ရာမှာကြောက်ရွံ့စိတ်တွေစိုးရိမ်စိတ်တွေစိတ်ဆိုတာလည်းအများကြီးကိုเนาะခံစားမှုတွေကအဲ့ဒါတွေအကုန်လုံးကလေးတွေမှာဒီပေါ့เนาะတက်ရောက်မှုတွေရှိတယ်ဆိုတာမိဘတွေရဲ့ဒီအန်ကာပေါ့เนาะဒေါသကြောင့်လည်းအများကြီးသိတာတယ်ဥပမာဘယ်လိုမျိုးလဲဆိုလို့ရှင်ကိုကတော့အကြောင်းအရာတစ်ခုကိုစိတ်ဆိုးတဲ့ခါကြလို့ရှင်အော်လိုက်တာပေါ့နော်အော်လိုက်တာပေါ့နော်ဥမာကိုယ့်ရဲ့ကလေးလေးနာမည်ကဆူဇန်ပဲဆိုပါတော့ဆူဇန်ဆိုးလိုက်တာဆူဇန်အရင်ဆိုးတဲ့ဒီအိမ်မှာအဲ့လိုမျိုးပေါ့နော်ဆိုတော့တခုခုအော်လိုက်တာတို့လေကြမ်းတက်တဲ့စကားလုံးတွေပြောလိုက်တာတို့ဒါမှမဟုတ် physical aggression အနေနဲ့ဆူဇန်ကိုတခုခုနဲ့ပေါ့နော်တခုခုနဲ့ရိုက်လိုက်တာပဲလက်ဝါးနဲ့ပဲဖြစ်စေဒုံနဲ့ရိုက်လိုက်တာပဲဖြစ်စေကိုမကူနဲ့ခေါင်းခောက်လိုက်တာပဲဖြစ်စေဂျယ်လီပေတန်နဲ့ရိုက်လိုက်တာပဲဖြစ်စေပေါ့လေအဲ့လိုမျိုးတခုခုလုပ်လိုက်တယ်ဆိုတာဟာတကယ်တော့ကြတော့မိဘတွေကကိုယ့်ရဲ့ဒေါသကိုကောင်းမွန်တဲ့နီလန်မဟုတ်ဘဲနဲ့ပေါ့နော်မလုတ်တဲ့နီလန်လေးလှုပ်လိုက်တာပဲဖြစ်တယ်အဲ့ဒါဆိုတော့နောက်ပိုင်းမှာကြာမှာနော်အဲ့ဒေါသဘယ်လိုထိမ့်မလဲဆိုတော့အပိုင်းကလာမှာပေါ့ကိုကတော့ဘာကြောင့်ဖြစ်စေကလေးကိုអော်လိုက်တယ်ကြမ်းတဲ့စကားလုံးနဲ့စူတယ်ပြီးတော့မခံချစိတ်ဖြစ်အောင်ဆိုပြီးတော့နှိမ်ချပြောဆိုလိုက်တယ်တော်တော်သုံးမကြဘူးအသုံးမကြဆုံးပဲဒီကဘာပေါ်မှာအဲ့လိုမျိုးကိုကလေးကတွေးမိသွားတဲ့အထိပေါ့နော်ပြီးတော့ရိုက်လိုက်တယ်ပေါ့အဲ့လိုမျိုးလေးတွေကိုလူတွေဒီလူကြီးတွေပေါ့နော်မိဘတွေပဲဖြစ်ဖြစ်အုတ်ထိန်သူအတော်ဦးလေးအဖိုးဘွားပဲဖြစ်ဖြစ်ပေါ့အဲ့လိုလုပ်လိုက်ပြီဆိုလို့ရှိရင်ကလေးက तू ကအော်မေမေဒေါသထွက်တော့ငါ့ကိုရိုက်တယ်အဲ့ဒါကို तू ကကြည့်ထားတယ် तू အယုတ်ကလေးနဲ့စော့နေအောင်မှဒေါသထွက်လို့ဆိုပြီးအဲ့အယုတ်ကလေးကို तू ရိုက်မယ်အဲ့လိုပဲပေါ့နော်ကလေးတွေကလူကြီးမိဘတွေကို observation ပေါ့သူတို့ကတစ်ချိန်လုံးကြည့်ရှုလေ့လာနေပြီးတော့မှသူတို့ရဲ့စိတ်ခံစားချက်တွေကိုရောဘယ်လိုမျိုးmanage လုပ်ရမလဲဘယ်လိုစီမံရမလဲဆိုတာကိုသူတို့ကသင်ယူနေတာဟုတ်သင်ယူနေတဲ့အခါကျတော့ဒေါသကြီးတဲ့မိဘကဥပမာဖေဖေဖြစ်ဖြစ်မေမေဖြစ်ဖြစ်အဖိုးဖွားပဲဖြစ်ဖြစ်ဒေါသနဲ့អော်တာကိုကြားဘူးရင် तू ကဒေါသထွက်ရင်អော်ရတယ်ဆိုတော့concept လေးကို तू ကမသိစိတ်မှာမှတ်လိုက်ပြီ
တချို့ကလည်းသိစိတ်ရောမသိစိတ်ရောမှမှတ်လိုက်ပြီအဲ့ဒါကတော့လေဒေါသထွက်ရင်အော်တာပြီးတော့မှမမေကကိုယ်လာဖက်တာပေါ့နော်ခုနမမေဒေါသထွက်လို့အော်တာပါဆိုအော်ဒေါသထွက်ရင်ခဏတော့အော်လို့ရတယ်ပေါ့ပြီးလာဖက်လို့ရတယ်ပေါ့ तू အဲ့လိုထင်ပြီးတော့လေเจ้าမှာတငယ်ချင်းကို तू ကတွန်းလိုက်တယ် physical aggression ပေါ့နော်အဲ့ဒီမှာဆိုလဲ तू jelly bean နဲ့ရိုက်ခံရတာရှိမယ်ဆိုတော့တငယ်ချင်းကိုလည်း तू လက်ထက်ကပေတယ်နဲ့ရိုက်လိုက်မယ်တွန်းလိုက်မယ်အဲ့လိုနာကျင်မှုဖြစ်သွားတဲ့ခါကျခဏစိတ်ဆိုးသွားလို့ဒေါသထွက်လို့ရိုက်လိုက်တာပါအခုမထွက်တော့ဘူးပြီးသွားပြီ तू ကဒါပေမဲ့ဟိုမှာနာနေတယ်သူများကလေအဲ့လိုမျိုးပေါ့နော်ဆိုတော့ emotional regulation မှာနံပါတ်1ပေါ့နော်တွားပြီးတော့ထိကတက်ရောက်မှုရှိနေတယ်ဖေဖေမေမေတို့ရဲ့ဒေါသစိတ်ကြောင့်အော်တာတို့ကြမ်းတမ်းတဲ့စကားလုံးလေးတွေကိုပြောမိတာတို့သူတို့ကိုရိုက်မိတာတို့ပေါ့နော်အဲ့ဒါဆိုရင်ခလေးရဲ့စိတ်ခံစားချက်တွေထဲမှာဒေါသထွက်တယ်ဆိုတဲ့စိတ်ခံစားချက်ကိုခလေးလည်းလူသားပဲဖြစ်တဲ့အတွက်ကြောင့်ဖြစ်မှာသူလဲလေဒေါသထွက်မှာပဲသူ့အယုတ်ကလေးကျိုးသွားလို့တို့တငယ်ချင်းကသူ့ရေဘူးဝင်တိုက်လို့ပြုတ်ကျသွားတာတို့ပေါ့နော်သူ့ခဲပြက်လေးပျောက်သွားလို့သူလဲဒေါသတွေထွက်နေတာပဲကောင်းယူတာလဲဆိုတော့သူဒေါသတွေထွက်နေတာတို့ပေါ့နော်အဲ့လိုမျိုးလေးဆိုရင်သူ့ရဲ့ emotion ကိုသူဘယ်လို control လုပ်ရမလဲဆိုတာကိုသူ့ကိုဘယ်သူသင်ပေးသွားလဲဆိုတော့လာ emotion ကိုဘယ်လို control လုပ်လဲသင်ပေးကြမယ်ဆိုပြီးတော့ထိုင်ပြီးသင်ကြတာမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့နေ့စဉ်ဘဝမှာဒီမိဘတွေကို imitate ပေါ့သူကအတူယူပြီးတော့မှဒေါသထွက်ရင်ဂျယ်လီပီတန်နဲ့ရိုက်တဲ့အပြုတ်မှုကိုမိဘကလောက်တာကိုသူမှတ်ထားလိုက်တယ်မှတ်ထားလိုက်ပြီးတော့ imitate လုပ်တယ်သူအတူယူပြီးတဲ့အခါကျတော့ကျောင်းမှာဖြစ်ဖြစ်အိမ်ရက်ကွက်ထဲမှာဖြစ်ဖြစ်အဲ့လိုတငယ်ချင်းတွေနဲ့ကစားနေနဲ့ကစားစရာတစ်ခုခုနဲ့တငယ်ချင်းတွေသူလိုက်ရိုက်နေတယ်အဲ့လိုမျိုးပေါ့နော်အဲ့မှာဆိုရင်တခါတော့ကကြာတော့ဒီ share ဒီ emotional regulation ဟိုပေါ့နော်ဒီတခြားအုတ်ထိန်သူလူထက်တဲ့ပြောရတယ်ဘာလို့ဆိုမိဘပေါ့ဖေဖေမေမေမဟုတ်ဘဲနဲ့အဖိုးဘွားထိန်တဲ့ကလေးဆိုလဲရှိတာ哦ရှိတော့ तू က observing तू ကလည်းကြည့်ရှုလေ့လာနေတယ်ဆိုတော့ဖေဖေမေမေကတခြားနိုင်ငံမှာအလုပ်သွားလုပ်နေတော့အဖိုးဘွားနဲ့ तू နေရတယ်အဲ့ခါမှာ तू အဖိုးဘွားရဲ့အပြုတ်အမူတွေဒေါသထွက်ရင်အဲ့လိုអော်တာလားအဖိုးရဲ့ဘွားလေ तू လေရိုက်တာလားအဲ့ဒါတွေအကုန်လုံးကလေးကဒီနံပါတ်1အချက်အတိုင်းပဲ observing လုပ်နေတာလုပ်နေတဲ့ခါကျတော့ तू ကကျောင်းမှာဒေါသထွက်လာတဲ့အခါကလေးကတော့ငယ်လေးပေါ့နော်ဒီမူဂျိုလောက်ပဲရှိသေးတယ်တငယ်ချင်းကိုကိုက်ဆွဲလိုက်တယ်ကိုက်ဆွဲတဲ့အခါမှာသူ့အကြောင်းကဆရာမတွေကကြတော့ဟိုဘက်ကလေးလေးကိုချော့တယ်ပြီးတဲ့အခါကျသူ့ရဲ့ဖိုးဖိုးကလာကြိုတယ်သူ့မှာအဖေမေမရှိဘူးပေါ့နော်ဖိုးဖိုးတခြားအဝေးကိုရောက်နေတော့လေဖိုးဖိုးလာကြိုတဲ့အခါဆရာမတွေကပြောလိုက်တယ်ဖိုးဖိုးကိုပေါ့နော်ဖိုးဖိုးကြီးဒီနေ့တော့ဒီကလေးလေးနာမည်ကမောင်မောင်ဆိုပါတော့နော်မောင်မောင်လေးကလေတငယ်ချင်းကိုကိုက်ဆွဲလိုက်တယ်ဖိုးဖိုးလက်ကိုပေါ့နော်ကိုက်ဆွဲလိုက်တော့တငယ်ချင်းကငိုသွားတယ်ဒီချေတို့ကလည်းအဲ့တငယ်ချင်းလေးကို sorry ပါလို့ပြောတတ်ဖို့မောင်မောင်ကိုလည်းသင်ပေးလိုက်ပါပြီမောင်မောင်ကလည်း sorry ပါဆိုပြီးတော့ပြောတယ်သူစိတ်ဆိုးတော့မို့လို့ကိုက်လိုက်တာပါပေါ့အဲ့ဒါဖိုးဖိုးရဲ့အိမ်မှာလဲပေါ့နော်တငယ်ချင်းတွေကိုမကိုက်ဖို့မောင်မောင်ကိုမှာပေးပါဦးနော်ဆိုဖိုးဖိုးကလေအဲ့မှာဒေါသထွက်သွားတယ်ပေါ့နော်ဒေါသထွက်တဲ့ emotion ကိုဖိုးဖိုးကခံစားရတယ်ပေါ့ငါမြည်လေးကသူများကိုကိုက်တယ်ငါလိမ်မာတဲ့ကလေးပဲဖြစ်စေချင်တာတခြားလူကိုကိုက်တယ်ဆိုဒါဆိုးတဲ့ကောင်ပေါ့ဒီကောင်အဲ့လိုမဖြစ်စေချင်ဘူးဆိုပြီးတော့သူအိမ်ခေါ်ကကျွန်တော်ဆုံးမလိုက်မယ်ဒီချေတို့စိတ်ချပေါ့နော်ဆိုပြီးတော့ဒီချေတို့ကတော့အားကိုးလိုက်တာပေါ့နော်ကျောင်းမှာလဲတသားကို sorry လို့ပြောဖို့သင်ပေးတယ်နောက်တစ်ခါမကိုက်တော့ပါဘူးလို့ဂတိပေးတယ်ပေါ့တငယ်ချင်းတယောက်ကအဆင်ပြေနေပြီပြင်နေပြီဆိုပြီးတော့ဖိုးဖိုးကိုအိမ်မှာလဲတငယ်ချင်းတွေကိုကိုက်မဆွဲဖို့သင်ပေးပါဦးနော်ဆိုပြီးတော့အကြောင်းနဲ့အိမ်နဲ့ပူးပေါင်းတဲ့သဘောနဲ့မှားလိုက်တာပေါ့မှားလိုက်ပြီမဲ့ဖိုးဖိုးကအိမ်ရောက်တော့ဒေါသတွေထွက်တာဖိုးဖိုးရဲ့အန်ကာပေါ့နော်အဲ့ parental anger ထဲမှာဖိုးဖိုးကလည်းမိဘနေကအုတ်ထိန်တာဆိုတော့လေအုတ်ထိန်သူရဲ့ဒေါသပေါ့အဲ့ဒေါသကိုသူက emotion regulation ပေါ့ကလေးကလည်းဖိုးဖိုးငါ့ကိုစိတ်ဆိုးနေပြီငါတငယ်ချင်းကိုကိုက်လိုက်လို့တငယ်ချင်းနဲ့ငါနဲ့ကတော့တဲ့သွားပြီဒါပေမဲ့ဖိုးဖိုးကတော့စိတ်တွေဆိုးလာတာတလန်းလုံးအိမ်ရောက်တဲ့အထိသီးခံလာတာပေါ့နော်အိမ်ရောက်တော့မှဖိုးဖိုးကသူ့မြီးကိုကိုက်တာအဲ့မြီးလေးကိုကိုက်လိုက်တာအဲ့လိုမျိုးပေါ့နော်ကိုက်လိုက်တာနောက်နေ့ကျောင်းလာတော့အဲ့မမောင်ရဲ့လက်မှာလည်းအကိုက်ရာကြီးနဲ့အဲ့ဆိုတော့မနေ့ကမောင်မောင်ကသူများကိုကိုက်တာအခုမောင်မောင်ကိုဘယ်သူမှကိုက်တာလည်းမတွေ့လိုက်ဘူးတီချယ်တို့ကလေအဲ့ဘာဖြစ်လို့အကိုက်ရာကြီးကပါလာတာလဲပေါ့ဆိုပြီးတော့မေးတော့မှမောင်မောင်ကပြောတာဒီနေ့အိမ်မပြန်တော့ဘူးတဲ့ဘာဖြစ်လို့ဆိုတော့တဲ့ဟို3နာရီသားတို့ကျောင်းဆင်းရင်တီချယ်တို့ကမပြန်ဘူးပေါ့နော်ကျောင်းမှာနေခဲ့တယ်မလားတဲ့တီချယ်တို့နဲ့ပဲနေခဲ့တော့မယ်တဲ့တီချယ်တို့ကသားကိုမကိုက်ဘူးပေါ့ဖိုးဖိုးကကိုက်တယ်ဟဲဖိုးဖိုးကိုက်လိုက်တာလားဆိုတော့ဖိုးဖိုးကသားကိုမချစ်တော့ဘူးဖိုးဖိုးလိုပဲဖေဖေမေမေကလည်းမချစ်လို့ဝေးကိုသွားတာဖိုးဖိုးနဲ့ထားခဲ့တော့လေဖိုးဖိုးကမချစ်လို့သားကိုကိုက်တာပေါ့ဒီချေဆိုပြီးတော့သူကဝမ်းနေတာဖိုးဖိုးသူ့ကိုကိုက်တဲ့အရာလေးကိုသူကသူ့ရဲ့ emotion လေးရပါတော့ဖိုးဖိုးရဲ့ဒေါသနဲ့ဖိုးဖိုးကလည်းသူ့မြီးလေးကိုလိမ်မာစေခြင်းနဲ့ဒါပေမဲ့ဆရာမတွေကသူ့မြီးလေးသူများကိုကိုက်တယ်လို့ပြောလိုက်တော့ဖိုးဖိုးကလည်းဒေါသတွေထွက်ပြီးပြန်လာတာဆိုတော့အိမ်ရောက်တော့သူ့မြီးကိုကိုက်တာမင်းကိုအဲ့လိုကိုက်လို့မင်းနာတယ်လို့တငယ်ချင်းတွေကိုကိုက်ရင်လည်းသူတို့နာလိုက်မယ်အဲ့ဒါမှမင်းစာနာတတ်မှာဆိုပြီးတော့ဖိုးဖိုးကဆုံးမလိုက်တယ်ပေါ့နော်ဆိုတော့ဟိုတကယ်တော့ကြာတော့တငယ်ချင်းနဲ့သားနဲ့က sorry ပြောလိုက်တာရဲ့နောက်မလုပ်တော့ဘူးသူဆင်ကျင်မယ်ဆိုတာမျိုးလေးဒီချေတွေကလည်းပုံမြင်လေးပြောပြီးတော့သူ့ကိုရှင်းပြလိုက်တာရဲ့သူလည်းဂရိတော့ပေးလိုက်ပြီတငယ်ချင်းဒါပေမဲ့ဖိုးဖိုးရဲ့စိတ်ဆိုးတဲ့ emotion ကတော့တသားကိုကိုက်လိုက်တယ်ပေါ့နော်ဒီလောက်ဆိုးတဲ့ကလေးငါဒီလောက်ဆုံးမနေတဲ့ဂျားတွေကမင်းကတငယ်ချင်းကိုနောင်သွားလှုပ်သလားဆိုပြီးတော့ကိုက်လိုက်တယ်ပေါ့နော်ကိုက်လိုက်တယ်ဆိုရင်ကလေးရဲ့စိတ်ခံစားချက်မှာကြာတော့ဖိုးဖိုးငါ့ကိုမချစ်တော့ဘူးတဲ့သူအဲ့လိုပဲတွေးလိုက်တယ်ပေါ့နော်ဖိုးဖိုးငါ့ကိုမချစ်တော့ဘူးကိုက်ဆွဲလိုက်တယ်
အဲ့လိုမျိုးလေးကလေးကတွေးလိုက်မိတယ်ပေါ့နော်ဆိုတော့အမှတ်တမဲ့နဲ့ကိုကပြောလိုက်တာအော်လိုက်တာဖြစ်စေဒါမှမဟုတ်ဖိုးလိုမျိုးပေါ့နော်လိမ္မာစေခြင်းလို့ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ဆုံးမလိုက်တာဖြစ်စေကလေးစီမှာဟိုလိမ္မာစေခြင်းလို့ဆိုတဲ့ရည်ရွယ်ချက်ကကောင်းနေတိုင်းရလက်ကကောင်းမသွားဘူးပေါ့နော်ဆိုတော့ရည်ရွယ်ချက်ကတော့လိမ္မာစေခြင်းနဲ့စတော်စေခြင်းနဲ့ဆိုကောင်းတာပဲရည်ရွယ်ချက်ကောင်းနေတယ်ဒါပေမဲ့လောက်ရက်ဆိုတာရှိတယ်ပေါ့နော်ဖိုးကတော့မြီးလေးကိုလိမ္မာစေခြင်းနဲ့ဆိုတာရည်ရွယ်ချက်ကောင်းနေတယ်လောက်ရက်ကကျတော့မြီးလေးကိုသွားကြိုက်ဆွဲလိုက်တာမကောင်းဖိုးအဲ့ဒါဖိုးရဲ့လောက်ရက်ကကျတော့ကိုမြီးလေးကိုမကြိုက်သင့်ဘူးပေါ့နော်အဲ့ခါကျရလက်အနေနဲ့ကျတော့သူ့မြီးလေးနောက်တစ်ခါသူများကိုမကြိုက်တော့ဘူးလိမ္မာသွားပြီလို့ထင်လိုက်တာပေါ့နော်ဖိုးအဲ့လိုထင်လိုက်တာပေါ့ဒီကောင်ကိုနာဝိုင်းဆိုဒီကောင်မှတ်လောက်ပြီပေါ့နော်ထင်လိုက်တာပေါ့နော်ဒါပေမဲ့ကလေးကကြတော့တငယ်ချင်းကိုတော့မကြိုက်ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အကြီးကြီးပြောရရင်တော့ဒဏ်ရာရသွားတာပေါ့နော်ဖေဖေမေမေကလည်းမချစ်လို့အဝေးကိုသွားတာအဖိုးကလည်းမချစ်လို့ကြိုက်တာအဲ့တော့သူ့ကိုမကြိုက်တာတီချယ်တို့ဖြစ်တဲ့အတွက်ကြောင့်3နာရီကျောင်းဆင်းအဖိုးနဲ့သားမလိုက်ဘူးနော်တီချယ်တို့ကျောင်းမှာပဲသားနေမှာတီချယ်တို့ပြန်တဲ့ထိနေမှာကျောင်းတကားကြီးပိတ်တဲ့ထိသားနေမှာကျောင်းမှာအဲ့လိုမျိုးလေးကိုကလေးလေးကပြောတယ်ဘာလို့လဲဆိုဖိုးကသူ့ကိုကြိုက်လို့တဲ့သူ့ကိုမချစ်တော့လို့ပါပေါ့အဲ့ကြောင့်သူဟိုအချစ်ခံခြင်းတဲ့စိတ်ဆိုတာလေစိတ်ပိုင်းဆိုင်ရာလိုအင်အနေနဲ့လူတိုင်းမှာရှိတယ်အဲ့ဒါလေကလေးလေးမှမဟုတ်ဘူးလူကြီးတွေမှာလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်မိဘတွေမှာတော့ရှိတယ်အကြောင်းလာပို့ရင်ကျောင်းကတီချယ်တွေကဘသူ့ကိုကြိုတယ်ငါ့ကိုပြုံးမပြကြဘူးဆိုမမေတို့ဖေဖေတို့ကလည်းဟိုကျောင်းကဂိမ်းဆိုင်တာလေးခံချင်တယ်လေနော်